တခါတော့ကသုံးအုပ်ကြီးအတွင်းမှာစင်တကောင်နဲ့မြောက်တကောင်ကမိတ်ဆွေခွဲပြီးတော့နေထိုင်ကြပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ကောင်ကစော့ကစားနေရင်လည်းဗိုက်စာလာပါတယ်။ဒီလိုနဲ့သူတို့တငယ်ချင်းတွေယောက်ကအစာရှာထွက်ကြပါတယ်။အစာရှာထွက်ရင်းနဲ့ရေချောင်းတစ်ခုကိုတွေ့ပါတယ်။အဲဒီခါမှာမြောက်ကလေးကစင်ကြီးကိုပြောပါတယ်။ငါရေမကူးတတ်ဘူးကိုစင်ကြီး။ကိုစင်ကြီးကလည်းမပူပါနဲ့တငယ်ချင်းဟာငါကြောပေါ်ကိုတက်လိုက်ခဲ့ပါ။ငါမင်းကိုတည်သွားပါမယ်လို့ပြောလိုက်ပါတယ်။အဲဒီကမှာတော့မြောက်ကလေးကကိုစင်ကြီးရဲ့ကြောပေါ်ကိုတက်လိုက်ပြီးတော့ချောင်းတစ်ဖက်ကန်းကိုကူးသွားကြပါတယ်။ချောင်းတစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့သူတို့ဆက်ပြီးတော့အစာရှာကြပါတယ်။အဲဒီအချိန်မှာပဲတရက်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ပါတယ်။ဝင်းဝါဆိုပြီးနေတဲ့တရက်တီးတွေကိုတွေ့လိုက်တော့သူတို့အယမ်းပျော်သွားကြပါတယ်။အဲဒီကကိုစင်ကြီးကငါကတစ်ပင်မတက်တော့ဘလို့ခူးစားမလဲဆိုပြီးတော့မြောက်ကလေးကိုပြောလိုက်ပါတယ်။အဲဒီကမြောက်ကလေးကလည်းမပူပါနဲ့ကိုစင်ကြီးကငါတစ်ပင်ပေါ်တက်ပြီးတော့ဝင်းဝါဆိုပြီးနေတဲ့တရက်တီးတွေကိုကိုစင်ကြီးတွေ့ရောခူးလာခဲ့မယ်လေ။ကိုစင်ကြီးကစောင့်နေလိုက်ပါလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့မြောက်ကလေးကတစ်ပင်ပေါ်တက်သွားပြီးတော့ကိုစင်ကြီးတွေ့ရောတရက်တီးတွေခူးလာပြီးတော့အတူတူစားတော့ကြပါတယ်။တရက်တီးတွေကိုဝဝလည်းစားတော့ပြီးတဲ့အခါမှာတော့သူတို့ကပျော်ရွှင်စွာနဲ့ပဲဆက်လက်စောစားနေကြပါတော့တယ်။ပုံမြင်လေးကတော့ဒီလောက်ပါပဲ။လောကကြီးမှာလူတဦးတယောက်စီတိုင်းမှာအားသာချက်အားနည်းချက်တွေရှိကြပြီးတော့အတူတူမိတ်ဆွေပွဲပေါင်းတင်နေထိုင်ကြတဲ့အခါမှာတယောက်နဲ့တယောက်အားသာချက်အားနည်းချက်တွေကိုနားလည်ပေးပြီးတော့စီစီလုံးလုံးနဲ့နေထိုင်ကြရမယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။